အရင်ဆုံးစပရေးလေးဖြန်းပါမယ်စပရေးကိုမျက်နှာတစ်ပြင်လုံးဖြန်းပြီးရင်ဆိုတာတိတ်တိတ်လေးဖြစ်အောင်လက်လေးနဲ့တေချာလေးတိတ်ပါမယ်စပရေးလေး6ပြီးဆိုမှနောက်ထပ်တစ်ဆင့်ထပ်လိမ်ရပါမယ်ပြီးတော့မွိုင်ချာလေးသုံးပါမယ်မွိုင်ချာကိုလဲဆိုတော့မျက်နှာတစ်ပြင်လုံးတေချာနက်အောင်ပေါ့နော်လိမ့်မယ်အခုကຫນွေရာသီဖြစ်တဲ့အတွက်ဆိုတော့မွိုင်ချာအရန်အစီပါတဲ့ဟာမတုံးရပါဘူးအစီအရန်များရယ်ဆိုလို့ရှိရင်မျက်နှာပူတာနဲ့အစီထက်ထွက်တာနဲ့ဆိုမိတ်ကပ်ကမခံတော့ဘူးပေါ့နော်အခုဆိုတော့တုံးတဲ့ဟာကအစီပါဝင်မှုကပုံမှန်လေးပဲတုံးလို့အဆင်ပြေပါတယ်ပြီးတော့လို့ရှိရင်ဆိုတော့မျက်နှာတစ်ပြင်လုံး6တဲ့ထိလေးတေချာလေးဖြည့်ပေးပါမယ်sun cream လေးသုံးပါမယ်ဒီ sun cream ကတော့ဆိုတာရဲ့ favorite ပေါ့နော်အရန်ကိုသုံးလို့အဆင်ပြေရယ်ຫນွေရာဒီမှာဆိုလို့ရှိရင်ဒီ sun cream လေးသုံးဖို့ဆိုတာညွှန်းချင်ပါတယ်ပြီးတော့မျက်နှာတစ်ပြင်လုံးလိုက်လိမ့်မယ်ဒီ sun cream ကနည်းနည်း colorless ဖြစ်တော့ယောက်ျားလေးရောမိန်းကလေးရောအကုန်သုံးလို့ရပါတယ်ပြီးတော့ဒီ Nikara ရဲ့ matte primer လေးသုံးပါမယ်အခုဆိုတာတော့ຫນွေရာသီပေါ့နော်ຫນွေရာသီလည်းဖြစ်တယ်လို့ဆိုတာကိုယ်တိုင်ကလည်းနည်းနည်းလေးအစီပြန်တက်တဲ့အထဲမှာပါတယ်ပေါ့နော်အဲအားကြောင့်မလို့ဆိုတာဒီ matte primer လေးသုံးတာပါသူက color လေးတစ်ဆင့်နည်းနည်းလေးပါတယ်နည်းနည်းလေးအလေးစားလေးလည်းထူရပေါ့နော်မျက်နှာတစ်ပြင်လုံးဆိုတာဒီချလိမ့်မယ်ပြီးတော့ခဲမဖြစ်အောင်ဆိုတာကဖော့လေးနဲ့နည်းနည်းလိုက်သိပ်ပါမယ်အခုဆိုတာတုံးသွားတဲ့ Nikara ဆိုလို့ရှင်စီလည်းမကြည့်ဘူးပြီးတော့လို့ရှင်အသားတစ်ဆင့်ပေါ့နော်1-3တစ်ဆင့်ဖြူတက်လာတဲ့ပုံစံလေးဖြစ်တော့ဆိုတာအဆင်ပြေရဲ့ foundation ကိုလည်းဆိုတာအရန်ထူအောင်မလိမ့်ပါဘူး foundation အနေနဲ့က touch in ဆိုလေးသုံးပါမယ်ပြီးတော့ဆိုတာ foundation ကိုဒီအပြားထဲမှာထည့်ပြီးတော့ဆိုတာဒီလိုလေးပြလေးလုပ်မယ်ဘာလို့လဲဆိုတော့ဆိုတာပပလေးပဲလိုချင်တာမလို့ပါဒီလိုပြလေးလုပ်ပြီးတော့သူပါတဲ့နေရာလေးယူပြီးတော့မဲ6လေးနည်းနည်းရှိတဲ့နေရာလေးတွေကိုပပလေးဆိုတာလိုက်လိမ့်မယ်ဆိုတာ foundation အရင်ထူထူကြီးမျိုးဆိုတာတိတ်မကြိုက်လို့ပါအဲ့တော့ပပလေးလိမ့်မယ်ဒီပိုတဲ့ဟာနဲ့ပဲဒီမှာဆိုတာနှစ်ဖူးတွေတွားလိုက်တယ်မေးစီတွေထပ်လာတယ်ဒီလိုလေးနောက်တစ်ဖက်လည်းအတိုင်းပဲဒီလိုပြလေးတိတ်မယ်အကယ်၍ foundation ကိုထူထူလေးကြိုက်တဲ့လူကတော့နည်းနည်းထူထူလေးယူလို့ရတယ်ပေါ့နော်ဆိုတာပပလေးပဲကြိုက်တော့ဒီလိုလေးပဲလိုက်တိတ်ပါမယ်ပြီးရင်နှာခေါင်းဒီအပေါ်ပြီးတော့မေးစီပြီးတော့ဖော့လေးနဲ့ဆိုတာခဲမဖြစ်အောင်လို့လိုက်တိတ်ပေးပါမယ်အခုဆိုတာက foundation ပပလေးပဲဖြစ်ချင်တာမလို့ဒီလိုဆွဲပြီးလိမ့်နေပေါ့နော်အကယ်၍ကိုက foundation ဒီလောက်ပဲအဲ့လိုပပလေးအရင်မဖြစ်ချင်ဘူးဆိုရင်ဆိုတော့ဖော့တုံးနေရဒီလိုလေးတိတ်ပေးရပါမယ်ဆိုတာအခုအရင်ထူတာမျိုးမလို့ကျွန်တော်ဆိုတာညီအောင်ဒီလိုလေးလိုက်ဆွဲပါမယ်အဲ့တော့ကိုယ့်ရဲ့မျက်နှာပေါ်မူတည်ရပေါ့နော်တချို့ကမျက်နှာတင်းတိတ်တွေပိုရှိရဲဆိုလို့ရှိရင်ရှိတဲ့နေရာဒီလိုဖော့လေးနဲ့ foundation ပပလေးယူပြီးတော့ပို့ပြီးတော့ဖုံးချင်တဲ့နေရာကိုဒီလိုလုပ်မယ်မျက်နှာတစ်ပြင်လုံးကိုထူထူဖြစ်အောင်မလိမ့်ပါဘူးပြီးတော့ lotion လေးလူပါမယ်အတာနည်းနည်းညိုတဲ့လူကဒီခရမ်းဖက်လူလို့ရတယ်ဖြူချင်တဲ့လူကဒီအစိမ်းရောင်ဖက်လူလို့ရပါတယ်ဆိုတာနည်းနည်းလေးဖြူလေးဖြစ်ချင်တာမို့လို့ဒီရဲ့ lotion လေးသုံးပါမယ်ဒီ lotion အရင်သုံးလို့ကောင်းတယ်ဆိုတော့ waterproof လည်းဖြစ်တယ်လို့အင်ဂျီမှာပေးပြီးကတ်သွားတာမျိုးလည်းမဖြစ်တော့အရင်ဆင်ပြေပါတယ်သူကချွေးထွက်လဲသူကမကွက်ဘူးပြီးတော့လိန်ထားလို့လိန်ထားမှမသိအောင်အသားလေးကြည်လေးနဲ့ဖြူလေးဖြစ်နေအဲ့တော့ဖြူလေးဖြစ်ချင်တဲ့လူတွေဒီဟာလေးသုံးပါအခုကရေဆို makeup kit ကုန်သွားပြီပေါ့နော်ရေဆို makeup ထက်ကိုပို့ပြီးတော့အစပေါင်းများစွာမိုက်ပါတယ် daily အနေနဲ့သုံးတဲ့အဆင်ပြေပါတယ်အဲ့တော့ဆိုတာတစ်ပြင်လုံးလိုက်လိမ့်မယ်ပြီးတော့ concealer လေးသုံးပါမယ်အရင်တော့ဆိုရင်ဆိုတာ Tarte ကိုအရင်ကြိုက်တယ်ပေါ့နော်ဒီ Tarte concealer ကဆိုတော့မြန်မာနိုင်ငံမှာတက်ခါလေးနည်းနည်းရှာဝယ်ရခက်တာနဲ့ဈေးကြီးတာနဲ့နောက်ပိုင်းဆိုတာဒီ Skinnific လေးစမ်းသုံးကြည့်အရင်အဆင်ပြေရယ်ပုံမှန်ဆိုရင်ဆိုတာတို့ကတူဝေးတွေပေါက်တာတွေအုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ concealer ပြန်ထည့်ဆိုနည်းနည်းခဲတယ်လို့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Skinnific ကလုံးဝမဖြစ်ဘူးတူဝေးပေါက်တာတွေအုပ်လိုက်တော့မှအရန်ကိုမိုက်ပါတယ်အဲ့ဒါကိုဆိုတာကနည်းနည်းလေးညိုနေတဲ့နေရာလေးတွေလိုက်ထည့်ပါမယ်
သူ့မှာကာလာမျိုးစုံရှိရယ်တချို့အဲ့လိုညိုတဲ့လူဆိုရင် number 4လောက်ပေါ့နော်အရန်ကိုမှအဆင်ပြေရယ်ပြီးတော့ 1 3 natural တုံးဖက်သွားတာပုံများတော့ဆိုတော့ဒီမြန်မာနိုင်ငံအသားရည်နဲ့အရန်အဆင်ပြေရယ်ပြီးတော့ဆိုတာကာလာလေးတွေလည်းဒီအောက်မှာလေးပြပေးထားပါတယ်အဲ့တော့ဒါလေးကိုဆိုတော့ဒီလိုလေးတိတ်မယ်အခုကဆိုတာ coverage ဖြစ်နေတာဖြစ်တဲ့အတွက်ဆိုတာမဆွဲဒီလိုလေးပဲတိတ်ပါမယ်အခုဆိုတာထည့်နေရနည်းနည်းဆိုတာအသားရည်မညီဘူးလို့ခံစားရတဲ့နေရာလေးတွေလိုက်ထည့်နေရပါဒီနေရာလေးတွေတေချာတိတ်မယ်ပြီးတော့မျက်လုံးအောက်တေချာလိုက်တိတ်မယ်ပြီးတော့ဒီဖက်နှာခေါင်းကြားတွေဒီ skinny fit ကစမ်းသုံးကြည့်တကယ်အရန်ကြိုက်သွားစေရမယ်အဓိကတော့ color လည်းမှန်ဖို့လိုရပေါ့နော်ကိုအသားနဲ့တစ်ထပ်သေးကြတဲ့အယောင်တို့တွေသုံးရင်ပို့ပြီးတော့အရန်တိတာတယ်နှာခေါင်းပြင်မယ်ပြင်နေဖို့ပြီးတော့နာတန်လေးဖော်ပါမယ်နာတန်ကိုသွားဖော်တဲ့အချိန်မှာဒီနှာခေါင်းအကျယ်မျက်ခုံးအကျယ်မြင်းဖြောင်းဆွဲဆင်းလာမယ်နောက်တစ်ဖက်လည်းအတိုင်းပဲမခဲအောင်လို့တေချာဖြီးပါမယ်ပြီးတော့ဒီ control လေးတွေလိုက်ထည့်ပါမယ်ပြီးတော့ပါးနီအစီလေးလိုက်ထည့်ပါမယ်ပါးနီအစီကိုဆိုတာကပြုံးပြီးတော့ဒီဖက်ထောင်လေးကနေစထည့်မယ်ဆိုတာနည်းနည်းအရန်ခစ်တီလေးလည်းမသွားချင်တော့ဆိုတာအရှိတ်ထိမသွားပါဘူးဒီအနောက်လေးပဲလိမ့်ပါမယ်ဒီလိုလေးပေါင်မပြတ်အောင်မခဲအောင်ဆိုတာတေချာလေးတိတ်မယ်တူဝေးကိုတော့ဆိုတာဒီကမ်မီလာကျဲကပဲသုံးပါမယ်ဒီကမ်မီလာကျဲကဈေးရလဲတန်တယ်ပေါ့နော်ပြီးတော့ဆိုတာအခုနေဘူးထဲသွားမှာဖြစ်တဲ့အတွက် तू ကချွေးဆိုခံတယ်ရေဆိုခံတယ်ပေါ့အဲ့တော့ဆိုတာကသူ့တိတ်တိတ်လေးဖြစ်အောင်လို့ဖော့မှာဒီလိုရေဖြန်းမယ်ဖြန်းပြီးတော့မျက်နှာတစ်ပြင်လုံးဆိုတာလိုက်ထည့်ပါမယ် तू ကအရန်တိတ်တိတ်ညံ့ညံ့လေးဖြစ်တော့အရန်အဆင်ပြေပါတယ်ပြီးတော့ဆိုတော့မြန်မာနိုင်ငံအသားရည်နဲ့ပေါ့နော်အရန်ကြိုက်တယ်အဲ့တော့ဒီလိုလေးဖြစ်ဖြစ်ချင်းအောက်ကနေအပေါ်လေးတိတ်တက်သွားပါမယ်နောက်တစ်ဖက်လည်းအတိုင်းပဲပြီးတော့ဆိုတာကမျက်ခုံလေးရိတ်ပါမယ်ရိတ်တဲ့ချိန်မှာဆိုရင်ဆိုတော့ဒီမျက်ခုံရိတ်တာ45ဒီဂရီစောင်းပြီးတော့ရိတ်ရပါမယ်ဒီလိုလေးပြီးတော့ဆိုတာဒီအယောင်အဖြော့လေးယူပြီးတော့မျက်ခုံလေးဆွဲပါမယ်ဆွဲတဲ့အခါမှာဆိုရင်တို့ဒီလို brush အဆောင်းနဲ့အဆောင်းဆွဲပြီးဆိုရင် brush ကိုဒီလိုနည်းနည်းလေးစောင်းမယ်မြင်းဖြောင်ဆွဲပြီးဆို brush ကိုဒီလိုအဖြောင်လေးဆွဲပါမယ်အဲ့တော့မျက်ခုံကာလာယူတဲ့အခါမှာဆိုလို့ရှိရင်ဆိုတာတို့အရင်ရင့်ပြီးတော့အရင်မဲလုံးပြီးထူထူဖြစ်တယ်ဆိုရင်ရုပ်ရင်တတ်တယ်အဲ့တော့ရုပ်နုနုလေးပြင်ချင်တယ်ဆိုလို့ရှိရင်မျက်ခုံးအယောင်အရင်ရင်လို့မရပါဘူးဒီလိုထည့်မယ်ပြီးတော့အရှိခါကျတော့ဆိုတာပြေးပြေးလေးသွားချင်တာမလို့ဒီလိုပြေးတဲ့ brush လေးသုံးပါမယ်ပြီးတော့ဆိုတာကဒီခဲတံလေးနဲ့အမြင်လေးနည်းနည်းလိုက်ထုတ်မယ်ထုတ်တဲ့အမြင်ကလည်းဆိုတာကခဲတံကိုပပလေးဖြစ်အောင်ချွန်မယ်ချွန်ပြီးတော့လို့ရှိရင်မျက်ခုံးရဲ့ direction လာရအတိုင်းပဲသွားပါမယ်ဒီလိုလေးပြီးတော့ဆိုတာ brow mascara လေးသုံးပါမယ်သုံးတဲ့ချိန်မှာလည်းအရှိဆိုရင်ဒီလိုမြင်းဖြောင်းပြီးရင်ဘေးကိုဒီလိုဖြည်းဖြည်းချင်းဆောင်းသွားပါမယ်ပြီးတော့ဆိုတာအခု eyeshadow ချင်မှာမလို့ eyeshadow ဒီ foundation ပြီးတော့ဆိုတာအခု eyeshadow ချင်မှာမလို့ eyeshadow ဒီ foundation ဖြစ်ဖြစ် concealer ဖြစ်ဖြစ်တင်လို့ရတယ်ပပလေးတင်ပြီးပါရင်ဆိုတာ brush လေးနဲ့အယောင်ထွက်အားပိုကောင်းအောင်လို့တင်ပါမယ်ပြီးတော့ eyeshadow လေးချဲပါမယ် eyeshadow ဒီ bling bling လေးကိုဆိုတာမျက်လုံးဒီအရှိဖက်ချမ်းမှာ bling bling လေးပြောင်ပြောင်လေးဖြစ်အောင်လိုက်ထည့်ပါမယ်မျက်လုံးအောက်ကိုလည်းဆိုတာ bling bling လေးလိုက်ထည့်ပါမယ်အောင်ရဲ့ရစ်ကိုဆိုတာဒီအယောင်ဖြော့လေးနဲ့ဖော်ပါမယ်
အဲ့တော့ဒီအခုဆိုတော့ပြုံးလိုက်ပြီဆိုရင်အောက်မျက်ရည်လေးနည်းနည်းပေါ်လာတယ်အဲ့ပေါ်လာတဲ့နေရာဆိုတာနည်းနည်းလေးလိုက်ထည့်မယ်ထည့်ပြီးဆိုတာခက်ခဲမဖြစ်ချင်တော့နည်းနည်းလုံးနဲ့ brush လေးနဲ့ပြန်ပြီးတော့ဖြည့်ပေးပါမယ်ပြီးတော့ဆိုတော့ဒီအောက်ကိုဒီအနောက်ကဒီလိုကြီးပြီးတော့အရှိကိုရှူးသွားတဲ့ပုံစံမျိုးလေးလိုက်ထည့်ပါမယ်ပြီးတော့ဒီအယောင်အဖြော့လေးယူပြီးတော့ဆိုတာအနောက်မျက်လုံးလေးဒီတောင်းကနေလိုက်ထည့်ပါမယ်အရှိကိုဖြီးမယ်ပြီးတော့ဆိုတော့မျက်ရည်လေးကပ်ပါမယ်အခုဇာမျက်ရည်ကိုဆိုတာကော်တုတ်ထားတာပါမျက်ရည်ကပ်တဲ့ချိန်မှာပို့လွယ်အောင်လို့မှန်ကိုဒီလိုအောက်ထားမယ်ပြီးတော့ခေါင်းလေးနည်းနည်းမော့ပြီးတော့ဆိုတော့ဒီလိုလေးကပ်ပါမယ်အကောင်းဆုံးကတော့မှန်မကင်မဲနဲ့လိမ့်တာတော့ပို့လွယ်ပါတယ်မှန်မကင်မဲနဲ့မျက်ရည်တက်တာပေါ့နော်မှန်ထောက်တဲ့မှန်လေးရှိရင်တော့ပို့လွယ်တယ်ဒီလိုလေးပြီးတော့ဆိုတာ inner liner လေးလိုက်ထည့်ပါမယ်ထဲတဲ့ချိန်မှာဆိုရင်ဆိုတော့အခုလိုမှန်ကိုအောက်ထားပြီးတော့ခေါင်းကိုမော့ပြီးဒီလိုမျိုးလုပ်တယ်ဆိုရင်အောက်ကနေအကုန်တေချာမြင်ရပါတယ်အဲ့လိုထဲတဲ့နီးလေးကပိုလွယ်ပါတယ်ပြီးတော့ဆိုတာအမျက်တောင်လေးကော့ပါမယ်ပြီးတော့ဆိုတာအမျက်တောင်တူလေးတက်မယ်တက်တဲ့ချိန်မှာဆိုလို့ရှိရင်ဆိုတာအလဲကနေအရင်စတက်မယ်ပြီးတော့အနောက်တက်မယ်အရှေ့တက်ပါမယ်ပြီးတော့ဆိုတာမျက်လုံးအောက်ကို mascara လေးလိုက်ထည့်ပါမယ်နောက်ဆုံးအနေနဲ့ဆိုတာတော့နှာခမ်းနေလေးစိုးပါမယ်အခုဆိုတာကသူ့ရဲ့ဘေးကိုထင်ထင်မဖြစ်ချင်တာမလို့ဆိုတာဘောင်လေးလိုက်ဖြီပါမယ်အခုကတော့အရန်လွယ်ကူတဲ့ makeup look လေးလင်းပြီးသွားပါပြီရှင်အခု makeup look ကိုဖျားသွားကြောင်းတက်ဒါမှမဟုတ်ယုံသွားတာတို့ဆီယာမတို့တက္ကသိုလ်ကျောင်းသူတို့တွေချစ်ချစ်နဲ့သွားချိန်တွေ့ရင်လည်းလင်းလို့ရပါတယ်အခုလင်းပြတဲ့ look လေးကအရန်ကိုလွယ်ကူရိုးရှင်းပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါပြန်မွေးတဲ့ပန်းနံတွေဆောင်